ခွေးတွေထဲမှာသဘောကောင်းဆုံးခွေးမျိုးစိတ်ကပါလေ။ Golden Retriever တွေရဲ့မျက်လုံးထဲမှာတော့လူဆိုးခွေးဆိုးဆိုတာမရှိပါဘူး။ဒါ့အပြင်ဧည့်သည်တွေကိုမနှောက်ယှက်ပဲတိမ်မွေ့စွာနေထိုင်တတ်တာကြောင့်လည်းဖြစ်ပါတယ်။နှစ်ပေါင်းများစွာတေချာမွေးမြူလာပြီးနောက်မှာတော့သူတို့ဟာထက်မြက်တဲ့အနံ့ခံစွမ်းရည်နူးညံ့တဲ့စိတ်ထားနဲ့ဗတ်စုံတော်တဲ့အရေးချင်းတွေကြောင့်ကြော်ကြားလာပါတယ်။သူတို့ကိုကဘာပေါ်ကအနှွေးထွေးဆုံးကောင်းလေးဆိုတဲ့နာမည်ပြောင်းအောင်ပေးထားကြပါသေးတယ်။ American Golden တွေကများသောအားဖြင့်အမွှေးရောင်ပိုရင်ပြီးခွန်အားပိုပြေဝပါတယ်။ English Golden တွေကတော့အမွှေးရောင်ပိုဖြော့ပြီးပိုတောင်လေးကပိုတည်ငြိမ်တဲ့သဘာဝရှိပါတယ်။ဒါပေမဲ့အမျိုးအစားနှမျိုးစလုံးဟာညံကောင်းတဲ့တိမ်မွေ့တဲ့ပြီးတော့လေ့ကျင့်ပေးရလွယ်ကူပါတယ်။ဒါကြောင့်လည်းသူတို့ကိုလမ်းပြခွေကယ်ဆယ်ရေးခွေဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာကုထုံးခွေအဖြစ်တွင်တွင်ကြဲကြဲအသုံးပြုကြပါတယ်။ဒါပေမဲ့သူတို့ပေးတဲ့ချင်းချက်မရှိတဲ့အချစ်တွေပျော်ရွှင်မှုတွေနဲ့ရှင်လိုက်ရင်ဒီအသေးဖွဲကိစ္စလေးတွေကဘာမှအရေးမပါတော့ပါဘူး။ Golden Retriever တကောင်ကိုပိုင်ဆိုင်ထားတာဟာဘယ်တော့မှမငြိမ့်သေးတဲ့နေမင်းလေးတစုကိုအိမ်ခေါ်လာတာနဲ့တူပါတယ်။သူကတင့်အိမ်ကိုတော့ဆောက်ရှောက်ပေးနိုင်မှာမဟုတ်ပေမဲ့တင့်ရဲ့နှလုံးသားကိုတော့တေချာပေါက်ကာကွယ်ပေးပါလိမ့်မယ်။